သူတို့သည်မြောက်စိတ်ကဲ့သို့ဒီနေ့မှာအကျဉ်ပေါင်းတောင်းတဲ့ချီပြောင်းလဲစဉ်းစားတတ်သည်ဟုရှေ့ပညာရှင်များပြောကြားခဲ့ပါသည်သို့တော့ကျွန်တော်တို့သည်စဉ်းစားတွေးခေါ်နိုင်သောတတ္တဝါဖြစ်သည့်အတွက်ကိုယ်အကျိုးသူ့အကျိုးညှော်ကိုပြီးတော့သူမနစ်နာရအောင်ကိုမနစ်နာရအောင်စဉ်းစားတွေးခေါ်ပြီးတော့အတူလက်တွဲနေထိုင်ကြရမှာဖြစ်ပါတယ်ဘဒုတည်းငတိမိုင်းပြီးရောဆိုတဲ့အတွေးခေါ်မျိုးမဖြစ်ရလေအောင်ဒီစားစဉ်းစားကြပါလေ့လာကြပါသုံးသပ်ကြပါမှတ်သားကြပါလို့ပြောပြရစီခင်ဗျာ